စိုက်ပျိုးရေးနီးလန်းနဲ့ပတ်သက်ပြီးပြောပြမယ်။မြေကွက်မရှိလို့စိုက်လို့မရဘူးလို့ထင်နေတော့မဲ့လား။အိုးစိုက်ပျိုးနီကွန်တိန်နာဂါဒနင်းနဲ့ဘယ်နေရာမှာမဆိုစိုက်လို့ရပါတယ်။ပထမဆုံးအိုးရွေးချယ်ခြင်း။ဘာမဆိုအိုးဖြစ်သုံးလို့ရပါတယ်။အိုးစဉ်ပလတ်စတစ်ဘုံဆန်အိတ်ဂရိုဘက်ပလတ်စတစ်ဘူးတစ်တာဟောင်းအရေးကြီးဆုံးကအောက်ခြေမှာရေဝင်ပေါက်ဖောက်ပါရေမဝက်အောင်ပါအိုးအောက်ခြေမှာကြောက်စရက်ဒါမှမဟုတ်အုတ်ခဲစိတ်တွေခံပေးရင်ရေနှုတ်မြောင်းပိုကောင်းပါတယ်အိုးအရွေးစားကအရေးကြီးပါတယ်အပင်ကြီးလေအိုးကြီးလေလိုအပ်လေပါအိုးရွေးစားလိုက်စိုက်တဲ့အပင်တွေအိုးသေး6က8လက်မှနန်နန်ပင်ပင်စိန်ပူရီနာကျက်သွန်မြိတ်အိုးလက်10က12လက်မှဆလရွက်ဟင်းနုနယ်ငရုတ်သီးမုံလာဥနီအချိုးအိုးကြီး14က18လက်မှခရမ်းချင်းခရမ်းသီးဘဲဒီဇိန်တခွာငရုတ်ပွန်ကြီးအိုးကြီးစား20 plus လက်မှအာလူကန်စုံဥတတိပင်ပုတ်လေးမြေအယောနာဥယျာဉ်မြေတစ်ပိုင်းမြေဆေးတစ်ပိုင်းအုံးစံမြေဆေးသို့မဟုတ်တစ်ဆေးတစ်ပိုင်းရောပါဒီအယောကရေစီးရေလာကောင်းပြီးအာဟာရလည်းကျွဲဝပါတယ်ရေလောင်းခြင်းဥဆိုင်အပင်တွေကမြေကန်ဆိုင်တာတဲ့ရေမြန်မြန်ခမ်းပါတယ်မြေမျက်နှာပြင်6ရင်ရေလောင်းပါရေကိုအောက်ခြေကစီးထွက်တဲ့အထိဖြည်းဖြည်းချင်းလောင်းပါရေမဝက်အောင်သတိထားပါမြေဆွဲကျွေးခြင်းဥဆိုင်အပင်တွေကအာဟာရကိုမြန်မြန်ကုန်စေပါတယ်နှစ်ပတ်တစ်ချိန်အရေမြေဆွဲငါးဆွေးရေပေါက်ရေကျွေးပေးပါနေရောင်ကြီးအိုးတွေကိုတစ်နေ့6က8နာရီနေရောင်ရတဲ့နေရာမှာထားပါအပင်လိုက်လိုအပ်ချက်စစ်ဆေးပါအိုးဆိုင်ပြိုးခြင်းအာသာချက်တွေကနေရာမျိုးဆိုင်လို့ရပါတယ်လက်သားဆောင်အိမ်မိုးတကားဝမြေစည်းလွာကိုကိုယ်တိုင်ထိန်းချုပ်နိုင်ပါတယ်ပုံမှန်နဲ့ယောဂကြာရုံမူရော့နေပါတယ်ရာသီဥတုဆိုရင်အိုးတွေကိုရွှေ့ပြောင်းနိုင်ပါတယ်ခါနာတဲ့သူတွေအတွက်မြောက်ထားဆိုင်လို့ရပါတယ်သတိထားမှာကအိုးသေးလွင့်အမြင့်တုံးတတ်ပါတယ်အိုးကြီးလေပိုကောင်းလေပါအိုးအမြတ်စစ်ဆေးပြီးလိုအပ်ရင်အိုးကြီးပြောင်းပေးပါနေ့စဉ်9မိနစ်စာဒီလိုစိုက်ပျိုးနည်းနဲ့ကိုလေ့လာပြီးစိုက်ပျိုးရေးပညာရှင်ဖြစ်ဖို့ follow လုပ်ထားပါ